Roger Bryan ကကျွန်တော်မှာဒီနှစ်ခုရှိပါမယ်တကောက်ကတော့ကျွန်တော် Wall Collector ဖြစ်ပြီးတော့တကောက်ကတော့ကျွန်တော် Mega Collector ဖြစ်ပါတယ်အောက်ဆုံးကျွန်တော် Mega Collector လေးကိုပြပေးမယ် Mega Collector လေးဆိုလို့ရှိရင် Collector Point က2,600,000ကျော်ဖြစ်တဲ့အတွက်ကျွန်တော် Wall Collector try ဖို့အတွက်ဘာအမှကိုကျွန်တော်မလိုတော့ဘူး Mega Collector လည်း1ဖြစ်မယ်ကျွန်တော်ဒီမှာ Roger Bryan ပါတယ် Showcase မှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာ Lancelot အပြင် Hayabusa ကျွန်တော်အဲ့ဒါကြီးထားလိုက်ကျွန်တော်အထဲကိုအစုံလေးတစ်ချက်သွားကြည့်လိုက်မယ်ဒီကောင်းမှဆို Legend Skin ကျွန်တော်တို့9កောင်ပါမယ်တခြား Skin တွေတော်တော်လေးမိုက်တယ်ကျွန်တော်အရင်မရွတ်ပြတော့ညီကိုတို့ပဲကြည့်လိုက်တော့နော်မိုက်တယ်ဗျာကျွန်တော် Hyper တွဲလုံးနေလဲတော်တော်လေးလာတယ်ဗျာနော် Okay Zenshin Collector လေးလည်းပါတယ်ကျွန်တော်ဒီမှာ Fake Collector Hazel Collector Yuzong Collector Brody Collector လေးလည်းပါတယ်ကျွန်တော်899လေးတော့ကျွန်တော်မပြတော့ဘူး Image Collection လေးကျွန်တော်တစ်ချက်သွားပေးမယ် Ibit Record လေးကျွန်တော်တစ်ချက်ကြည့်မယ်ဆိုရင်၄ခုတောင်ပါတယ်တော်တော်လေးမိုက်တယ်နော် Ibit Record လေးလည်းတော်တော်လေးစုံတယ်တခြားဟာလေးလည်းကျွန်တော်မြန်လေးပြလိုက်မယ်ဆိုဒီမှာဆိုလို့ရှိရင်ကျွန်တော် Tower ကထွက်တာနှလုံးပဲရှိတယ် Kamakichi ရဲ့ကျွန်တော် Tesla Tower ရဲ့ပေါ့နော်အဲ့မှာကျွန်တော်ဒီကောင်းမှာ Kamakichi လေးပါတယ်ပေါ့နော် notification လေးတွေတခြားဟာလေးလည်းကျွန်တော်ညီကိုတို့တစ်ချက်ပြပေးထားတယ် Namash Collection လေးကျွန်တော်တစ်ချက်သွားလိုက်မယ်ကျွန်တော်မြန်လေးပဲပြလိုက်မယ်နော်ညီကိုတို့နော် Okay ကဲကျွန်တော်အဲ့ဆိုနောက်တစ်ခေါက်ထပ်ပြပေးမယ်နော်